တော့လာခဲ့စမ်းဟောလွတ်ထွက်သွားတာပဲကွာရောက်ရေးအားရလိုက်တာကဘူရောဘောလာခဲ့လေဘူရော I see you ဘူရောတေးကြောင်အမပြစ်ပလိုက်မယ်ခါတယ်မှတ်ထားဟယ်လိုအားလုံးပဲမင်္ဂလာပါဗျကျွန်တော်ဟိုးရပိုင်းကဖျားနေလို့ဗီဒီယိုမတင်ဖြစ်လိုက်လို့တောင်းပန်ပါတယ်ဒါနဲ့ကျွန်တော် brother တို့ကိုပြောစရာတခုရှိရဗျအဲ့ဒါဘာလဲဆိုရင်တော့ဟိုးတနေ့ကျွန်တော်တင်လိုက်တဲ့ Granny Part 1 ဗီဒီယိုမှာဒီတရားဘိုးသုံးစီးတယ်ဒီကလေးအစုပ်လေးကိုတောက်ခုတ်မှာပေါ့နော်စလိုက်ကြရအောင် Okay ဒီတစ်ခေါက်တော့ဘွားတော်တို့အိမ်ကလှေကိုလာခိုးပြီပေါ့နော်ဒီလေကိုခိုးပြီးတော့ငါအပြင်မှာရောင်းစားရမယ်ကွာမရောက်ဖြစ်တာကြားတဲ့ဘွားတော်တို့အိမ်ကိုတော့ကျွန်တော်တစ်ဖက်ပြန်လဲရောက်ရှိလို့လာခဲ့ပါပြီပေါ့နော်သူတို့အတန်ပေးလိုက်မယ်ဗျအဲ့မှာသူအောက်ထက်လာတဲ့ခါကျကျွန်တော်အပေါ်မြင်မြင်ပြေးတက်ပြီးပစ္စည်းတွေပါတော့ရှာလို့ရမှာဒါဆိုသူတက်ကြသွားပြီအဲ့တော့ဒီမှာခဏစောင့်နေရမယ်ဗျဘိုးတော်လာပြီဆိုတော့ကျွန်တော်အပေါ်ထက်ကိုအရင်တက်ပြေးရမယ်ဗျ။ညို့ဘွားတော်ဘာလာမလားမသိဘူး။ကျွန်တော်တက်သွားမှဘွားတော်တန်းတိုးမှကြောက်ရတယ်။ဘွားမလာသေးဘူး။ဘွားမလာသေးဘူးဆိုတော့ကျွန်တော်ဒီမှာပစ္စည်းတွေရှာရမယ်ဗျ။ဟောဒီမှာတိတ်ဆိုပါလား။ညို့ဒီခန်းထဲမှာပါရှိလေ။တကားပြက်ပိတ်ထားရမယ်။ဟောကြဘိုးကလည်းဘွားကိုတွေ့ပါအောင်မကျွန်တော်ဟာဒီမှာလည်းဘာမှမရှိပါလားညို့ဒီဘက်ဒီမှာဘာရှိလဲဟာဒီမှာဟယ်လီကော်ပတာကီးဆိုပါလားဟောဘိုးတော့တက်လာဖြုံဘိုးတော့တက်လာညို့ကြပါခနဲ့အော်ဒါရေရှိုးခံဟာဘို့မြင်ဝိုက်တာဟဲ့ဟောမြင်ဝိုက်လား what the fuck အော်တော်သေးဟာဘောတော့ဘောမျက်လုံးကောင်းနေဟာ the fuck ငါတေတော့မတော်သေးရဘူးယော်ရေးဟာဘိုးလာသေးရဲ့ဘိုးတော့ A few minutes later တော့ပေါ်ထက်ကိုမြင်တက်ပြေးရမယ်ဗျပေါ်ထက်ကိုသွားမယ်ယုံဘိုးနဲ့ပေါ်သွားရမ်းသည်ကျွန်တော်အောက်ထက်သွားပြီးသူတို့အတက်မြားခေါ်ရမယ်ဗျယုံဘောရှိလားမသိဘူးရှင်နေကောင်းတယ်မြင်သားကြီးဒီမှာသူတို့အတန်ပေးရမယ်ဒါဆိုသူတို့အတန်ကြားမှာသူတို့ဒီကိုလာမှာဗျအကြမှာကျွန်တော်အပေါ်ကိုပြေးလို့ရမှာဟိုကျွန်တော်ခဏဂျန်စကဲခဏမိလို့ကျွန်တော်ခြေတန်းတော့ကြားရဗျမလာသေးဘူးလားမသိဘူးဘိုးလာပြီတော်သေးကျွန်တော်မမြင်ဘူးကျွန်တော်အတန်လေးနည်းနည်းဝင်နေလို့တီးခံပြီးတော့ကြည်ပေးကြပါခင်ဗျဘောလွယ်လာပြီဒါဆိုကျွန်တော်ပြေးလို့ရပြီပေါ်တော့ let's goညောကျွန်တော်ဒီမှာပါလိရှိမယ်ဒီရှာကြည့်အောင်ဟာကောင်းလိုက်တာဘာမှလည်းမရှိဘူးညောတပါကြီးလေဟာတရှိဟာမင်းဖွားကြောက်အောင်မယ်တော့ပိတ်ညောဘောကြောက်ရတော့ပြီခုလို့ဆိုရင်ခါတကားလေးပိတ်ထားလိုက်မယ်ညောဘာရှိလဲဟာဘာမှလည်းမရှိဘူးညောဒီမှာဘာရှိလဲ哦，金色，不呢，不老的，金色多边没啦，可能俺不用教到啊。OK 那个咱不住啦，那家里搞那个，不嘛，我们教不。哪里？哭叫我们拉喽，哭叫我了，哪里？说好，လာဘိုးလာခဲ့လားကြောက်ဝိုင်းနေသူပဲကွာလာပါမကြောက်နဲ့လားလာလာဘောရမ်းရွာဟဲ့လား
ရွာပြစ်ပြီးလာဒီကဘိုးလာခဲ့လားဘိုးလာခဲ့သားဘိုးနှင်းရနော်ဘိုးဒါမျိုးကြနှင်းရနော်你用多么给我下点些比赛下来没？我把不行，哎，来了呀！你往不罗白养你啊？你不罗？啊不罗？哎，我们不，跟他，马达跟他啊！哦，多的了别。用的，我把这嘛，哦，库巴是库巴，哦，下边就那security，然后里那边嘛就，边嘛把什么嘞？我们 CCTV 记录的这嘛哦，多很那些这嘛，伢嘞他就那么录，这嘛把什么嘞？哦，白老给就那录嘞。ဘယ်လောက်ကြီးလိုရဲဆိုကျွန်တော်ဒီမှာပဲထားခဲ့တော့မယ်။အဲဒါကျွန်တော်ဟောလောက်ရမယ်ပေါ့နော်။ခရိုးဘာနဲ့တော့ဖွင့်ရမယ်။ဒီထဲမှာပါရှိလေ။ဘာမှလည်းမရှိဘူးကွာ။ပစ္စည်းတွေပဲပြောင်းနေလို့ဒီဟောဒီမှာညက်တာရှိတယ်။ကျွန်တော်ဟိုအောက်ထက်ကပုံကိုသွားညှရမယ်ဗျ။ဟိုဘာကိုသွားညှရမယ်တော့ပြောကုန်သွားဖြောက်ရမယ်။ပြောတာကျွန်တော်ဒီဘောကိုဖွင့်ရမယ်။ဟိုမှာစပတ်ပလတ်ဘာလား။ဒါလှေမှာလိုရတယ်လေ။ဒါဆိုကျွန်တော်အများဆုံးလှေမှာသွားတက်ရမယ်။ကျွန်တော်တက်စီလဲလိုသေးတယ်ဗျ။ကျွန်တော်တက်စီလိုမယ်။ပုတ်ကီးလိုမယ်ကျွန်တော်လှဲတဲ့စီရတိုင်းလိုမယ်။ပလော့ကီးရရှိပြီးသွားပြီဆိုတော့ကျွန်တော်လှဲတဲ့စီရတိုင်းရဲ့တက်စီရဲ့ပုတ်ကီးရဲ့ပဲလိုရတယ်ဗျ။ညို့ဘောနဲ့ဘောအတန်ပေးကြည့်လိုက်မယ်။ဆိုတော့2မိနစ်ပြည့်သွားလောက်ပြီဗျညို့တော့မလာသေးဘူးခြေတံမကြရဘူးဗျဒါထဲမှာကျင်ဆက်ဆောင်လက်နေအဲ့ဒါကွာတော့ဘာလို့ဟာကြောက်ဘယ်ကောင်လာမလဲကြိုက်တဲ့ကောင်လာခဲ့ဒီဘောင်ဘိုးတော့ဘာလို့ကြာနေရလဲလောက်ကြည့်哦，不了啦，不了，啊不了，ICU 老么的呢？没干完没？哎呀，老嘛是。不了，伊拉冇呢，喏，英来不嘞，英来哪么嘞？你马路标，ICU 的马 CU 哪 CU 呀？没得。ငါခုလိုနေတာဟောမဘိုးတော်ပုံနေရှိတာဟောဒါဘိုးတော်ရှောမောလပနုပြိုလေးလက်ဆွဲအိတ်ထက်တဲ့ပုံလေးပါလားဟိုဒီမှာဆိုရင်ပေါက်ဆောက်စီသွားနေရရှိတယ်ညို့ဒီဟာဖွင့်လို့ရလားဟုတ်တယ်ရတယ်ကျွန်တော်ဥမာဒါဝမ်ပက်ကီလုတ်တဲ့နေရာနောက်မှပဲထစ်လဲနေရကွာဒီမှာပုံတစ်ပုံရပြီဒါဆိုရင်ဒီမှာပါရှိတယ်ဟောဒီမှာ glass fruit ဆိုပါလားအဲဒါကျွန်တော်ဒါကိုဒီမှာထားမယ်မနောက်လည်းဒီမှာပုံတစ်ပုံတွေ့တယ်ဒါကိုဒီမှာထားမယ်ဟောဒီမှာပုံမှာဘာလေးလည်းမသိဘူးဒီတော့ကျွန်တော်ရှာစရာရှိတဲ့ပစ္စည်းမျိုးနဲ့ရှာမှဖြစ်မယ်မင်းဘိုးနဲ့ဘောလာမှရှာလို့မရဘူးဟယ်လီကော်ပတာမီနူဆိုပါလားငါမလိုဘူးလေနေပစ္စည်းပဲပျောက်နေလည်းမသိဘူးတော်နဲ့နေပြီဟာနေရတယ်အဟိုခန်းထဲအောက်ကိုမသွားသေးဘူးတိလားခန်းထဲအောက်ကိုသွားရမယ်အပြီးကျွန်တော်ဟိုအပေါ်မှာလေးပြစ်စရာတခုရှိသေးတယ်နော်ပြစ်စရာသွားပြရမယ်ဒီတော့ကျွန်တော်ဒီပုံဒီမှာပဲထားခဲ့တော့မယ်ကျေးဇူးကောက်ပြီးပြစ်စရာသွားပြရမယ်ကျေးဇူးကနည်းနည်းကြောက်ရတယ်နှုတ်နေရတော့အချိန်ကုန်တယ်ဒီမှာရှိလေဟန်ဝီဆိုပါလားအမလို့လေပွင့်ပါဟာမ
ဟောဒီမှာ1ပန်ကြီးရှိတယ်ဟာโอเคတော့ပြပြမယ်တန်းလိုက်တယ်ငါလက်ပါကွာဒါဆိုကျွန်တော်1ပန်ကြီးယူပြီးတော့ပြရတော့မယ် oh shit လဲတော့လဲနေကွာဟာလဲလိုက်တော့ကွာရတယ်လူမလောက်ပါနဲ့လောက်ပါနဲ့တာကြောက်တတ်တယ်တာခုမှငယ်လေးပဲရှိသေးတယ်လေတာကြောက်တတ်တယ်လေလာဘာလို့လဲလှေပါဖို့တာပြင်လာတော့1ပန်ကြီးယူပြီးမှအသေးထုပြန်ဟောတော့ဘိုးလာခဲ့စမ်းဘိုးလာဘောလာခဲ့လေခါလေးဘောပါခိုင်းလိုက်လာခဲ့အဲ့မှာကျွန်တော်ပေါ်တက်လွင်မှာဘောပါခိုင်းလိုက်လာတယ်ဟာအဲ့ဒါကျွန်တော်1ပန်ကြီးယူပြီးအောက်မှာကျွန်တော်တော့ဖွင့်ရမယ်ဗျအမြင်တော့မယ်ဆိုဘောနဲ့ဘိုးတော့စတန်ခိုင်းနဲ့မလျှော့ဘူးကျွန်တော်1ပန်ကြီးရင်သွားယူရမယ်ဘောနဲ့ဘောဒီမှာတန်ပေးခဲ့မယ်နားလေးမှာတန်ပေးခဲ့မယ်ကျွန်တော်ဒီမှာဆိုနှလုံးပြရတယ်နှလုံးပြနဲ့ဘောကိုပြစ်မယ်လာခဲ့စမ်းဟောလွတ်ထော်သွားတာပဲကွာရောက်ရေးအားရလိုက်တာကဘူရောဘောလာခဲ့လေဘူရော I see you ဘူရောပြေကြအောင်အမပြစ်ပလိုက်မယ်ခါလေမှတ်ထားမောင်ကျော်ကြီးစွာအမခန်းတဲ့ဟုတ်လားမောင်ကျော်ကြီးစွာအမခန်းရှယ်ကောင်းတဲ့မောင်ရှယ်တဲ့လက်တွေနဲ့ကျွန်တော်စကားတော့မကြည့်ဘူးဗျကျွန်တော်တလုံးမဲထည့်သွားပါမယ်ဒီတလုံးကကျွန်တော်လိုပိုထားခဲ့မယ်ဘောနဲ့ဘောတော့ပုံလေးကျွန်တော်စုဆောင်ပြီးဆိုတော့ကျွန်တော်ဟိုပေါ်မှာကျွန်တော်တတ်လုပ်ရရတယ်ဗျကွန်ထရိုးသွားလုပ်ရလာကျွန်တော်မှာကွာရှိတယ်အဲ့တော့နောက်မှလုပ်တော့မှာဒါနောက်မှလုပ်မယ်တော့ဘောနဲ့ဘောတော့ပုံချင်းကြိုက်တယ်ဟာတော့ဘောနဲ့ဘောပုံကြီးကမ်းညနေကျွန်တော်ဟိုအောက်ကပုံအရင်သွားရမယ်ဗျရောဒီမှာပုံနောက်တော့ပုံဒါဆိုရင်တော့ပုံသုံးပုံလုံးပြည့်ပြီဗျတော့ကတ်ဖို့ပဲလိုရတယ်လာရပြီဘောနဲ့ဘောရဲ့ short more လပ်ပါနုပြိုလေးလက်တဲ့ပုံလေးတွေကတ်လိုက်ပါပြီခင်ဗျာမလှင်းနဲ့ပတ်သက်တဲ့ပစ္စည်းတွေတွေ့မလားမသိဘူးကျွန်တော်အဲ့တကောက်ဘာနဲ့ဖွင့်ရမှာလဲခဏသွားကြည့်လိုက်အောင်ဘောဒါတွေပြရမှာဒီနေ့လာကြတဲ့ပြစ်မယ်ခုလောစီဒါပြစ်ပြမယ်ကျွန်တော်အော်ပြည့်ပြီလားကျွန်တော်လက်ဘလောက်တန်းလဲဆိုပြမနော်ကျွန်တော်ငယ်တော့ဒိုးပြတာလမ်းထဲမှာဒိုးပြတာဆရာကြီးဗျဒါဒိုးမဟုတ်ဒါတနက်ဆိုပြီးကျွန်တော်လက်သားတန်းတာပြမယ် Oh my god! Wow! တူလား
မဒီကောက်လည်းထိတယ်မကြည့်နေကြည့်နေပြောမှာကျ sorry လူဆိုအမှားနဲ့မကင်းကောက်တော့ထိရမယ်မောင်တော်ကြီးဆွမ်းအမကမတွေ့လားလာယောမင်းရလေကွာလာအော် shit ယောshit ယောမတန်းလိုက်တယ်ငါလေကွာယောမ24 hours later ယောပုံပြောကျွန်တော်ပုံမပြောဒီမှာကြုံကြမဲ့ပေါက်ကြီးရှိပစ္စည်းပြကြမပြုတ်ကြမ glass fruit လို့လေ glass fruit ခုလောကြည်တောက်ယူပြီးတော့ဘောနဲ့ဘောတော့လက်စပြမယ်စွမ်းပြမယ်ကျွန်တော်စွမ်းပြရမယ်နမဘောရှိလားဟာဘောလာပြီပဲဘောတော့ပြစ်မှာဘောလို့လာကနေဘောတော့ဘောတော့မေရောဘောတော့လည်းမွေးပါလားဘောနဲ့ပြည်တိုင်းဘောတော့လည်းလက်ပြည်တာမယ်အဲ့မှာလီမယားနဲ့ရောက်တူတက်လက်ပြည်ဒါဆိုရင်ကျွန်တော်လိုအပ်တာဆိုလို့ဟောကျွန်တော်ချင်းချိုးပြမယ်โอเคချင်းချိုးလည်းပြအောင်မယ်ကျွန်တော်ဒီမှာ glass fruit လည်းလိုသေးတယ်ဒီမှာ glass fruit โอเคมา glass fruit နဲ့ကျွန်တော်ဒါဖြတ်ရမယ်ဟာခေါ်တော့ဒါကျွန်တော်တကယ်ကြီးအရေးရှိနှကန်းတော့နေရကြနဲ့ထော်ကြီးပါလားမတီးဘလို့ရောက်နေရလဲဟေ့နေဒီကောင်ဒီဘလို့ရောက်နေရလဲဒီကောင်ဒီကောင်ဘောနဲ့ဘောတချို့လားမသိဘူးငါပါတီသွားတော့ငါ့ကိုဒီနေရာခေါ်လာတဲ့ကောင်ပဲဒီကောင်ငါဒီကောင်တနာလို့မရဘူးဒီကောင်ငါ့ကိုဒီလိုဖြစ်အောင်လုပ်တဲ့ကောင်ပဲညငါသူတနာစရာရှိမရှိအဲဆိုကျွန်တော်ဒီမှာပုတ်ဝါရပြီကျွန်တော် glass fruit အော်မ glass fruit သွားရမယ် glass fruit ကျွန်တော်ဒါဆိုရင်ဟိုလေးတဲ့ဟာရပြီဆိုတော့ကျွန်တော်စီဓာတ်စီရယ်ဟိုရပဲလို့ရတယ်ဓာတ်စီရယ်ပုတ်ကြီးရယ်ပဲလို့ရတယ်နော်ဟိုဟာဘောတော့စီမဟယ်လီကော်ပတာလေးရှိရပဲလားဟယ်လီကော်ပတာလေးရှိရဟာဘောတော့စီမဟာဒါဆိုဘောတော့တထေးပေါ့ဟာဟျောနေရမိုက်တယ်ဟာတအပျော်စီရဟရင်လေတနှစ်အောင်သုံးစီရတယ်ဟိုကျွန်တော်တောက်ရောင်းလိုက်ကျွန်တော်တတိပြမှာဗျကျွန်တော်နောက်ဗီဒီယိုကြမှာဒီခိုးတော့မယ်ဗျာခုလောစင်တော့သူ့ရဲ့တန်ကြီးတက်နေတဲ့ဟွာလေးပဲခိုးပြီးတော့သွားတော့မယ်ခုလောစင်ဘိုးနဲ့ဘောမရှိတယ်ကျွန်တော်ဓာတ်စီလိုက်ရှာမယ်ကျွန်တော်တက်နေစတန်ငယ်နဲ့ရှော့မယ်ကျွန်တော်ဟိုခန်းတက်တဲ့ရဟာကိုကျွန်တော်သွားလှည့်ရမယ်ဗျခုလောစီဘိုးနဲ့ဘွားတော့ပဲစောင့်ပြစ်လိုက်တော့မယ်လာခဲ့တော့အရန်ကောင်းနေလာခဲ့လားဒီနေ့လာခဲ့လားဟုတ်တယ်အနားမလာနဲ့ဒီနေ့လာကျေးဇူးနဲ့ပြတိတ်ရတာမရှိဘူးဗျရှော်ကန်းထဲမှာပြစ်လို့ကောင်းတာလာဘိုးလာခဲ့လားဘိုးတော့ဗမာလဲဘိုးတော့ဟိုဒါမျိုးကြနေရတော့ဘိုးတော့ဒါမျိုးကြတော့နေရပဲလာဘိုးတော့လာပြစ်ခံရလဲမမဘူးဟေးဘိုးတော်တို့ကပြစ်ခံရလဲမမဘူးဟေးကျွန်တော်တောင်မဖွင့်ရသေးဘူးဟိုးဒီမှာဘုတ်ကြီးရှိရလေကွာဒီမှာဘာမှမရှိဘူးဟောကျွန်တော်ဒီမှာဆိုကျွန်တော်ပုတ်ကြီးရနေပြီဗျာအဲ့ဒါဖွင့်ခဲ့ရမှာကျွန်တော်ဘိုးတော်ကြောက်လို့ဆိုပြီးရှိုးခဲ့မှာအဲ့ဒါမဖွင့်မဲနေခဲ့တာကျွန်တော်ဒါကိုခဏဆင်နေ
ဘာမှမရှိဘူးဒီမှာလည်းဘာမှမရှိဒီမှာတော့ဘာမှမရှိတော့ဘာမှစတန်ကန်ရှိတယ်ဟောဒီမှာမူလီလဲတာဟာငါနှုံလိုက်တာကွာငါခုမှတွေ့တယ်တဲ့ဟာတဆုံကဘောလို့စီကလေယူအောင်မြင်ခိုးနိုင်တော့မယ်ဗျမဟုတ်ယူနိုင်တော့မယ်အာဟာနောက်နေ့လေမကြံဘူးဘောတော့အရင် husky ပါလားခိုးမယ်ဘောတော့တတိဆိုနောက်တစ်ခုထောက်ဝယ်နိုင်ပါတယ်ဟုတ်တယ်မလားကျွန်တော်ဘောတော့စီကလာခိုးမှာဗျထောက်တယ်လေးပေါ့ဟဲဟဲခုတော့စီကျွန်တော်ကျင်းဆက်သွားကောက်ရမယ်ကျင်းဆက်အော်ကျင်းဆက်အပေါ်မှာနော်နေကျွန်တော်ရှော့ကန်ကောက်ထားရမယ်ရှော့ကန်ကောက်ထားမှာဘိုးတော်နဲ့ဘောတော့လာဟက်ရှလောင်းဆိုပြီးပြစ်လို့ရမှာနေအမောတလုံးမရှိရအမောတလုံးမရှိရဒါကျွန်တော်ဘယ်လိုလုပ်မလဲဒါဆိုကျွန်တော်ဘွားတော်ပဲပြစ်နိုင်မယ်ဗျဘိုးတော်မပြစ်နိုင်ဘူးဟိုမှာစတန်ကန်ရှိရလေအဲဆိုဘိုးတော်လာနဲ့ဘောတော်လာနဲ့ကွက်တီပဲအော်ဒီမှာကြည်ရှိရဗျလာကြတဲ့ဘဒူလာမလဲလာခဲ့လေဒါမျိုးကြောင့်မလာရဲတော့ဘူးဟုတ်ကျွန်တော်အတန်မှမပေးရသေးဘူး A few minutes later. ကောင်းဟက်ရှလောင်းပြမယ်လာဘိုးတော်လာခဲ့လားကောက်ဘိုးတော်ပဲရောက်အာရှစ်မ motherfucker နော်ဝေးစီကိုပြမယ်ဟဲကတော့ဘိုးနဲ့ဘွားတော့ပျော်ဝိုင်းနေသူလေဒါဆိုရင်ကျွန်တော်ပေါက်ဆောက်ပြဖို့ပဲကျွန်တော်လေတော့ကျွန်တော်ဒီမှာရှာခဲ့မယ်ကျွန်တော်ပြီးလိုလှစီရတိုင်းသွားယူရမယ်အပေါက်ကမလားတိတ်နေတယ်ဖုန်းကလာထည့်နေတယ်ဒါဆိုရင်ကျွန်တော်ဒီမှာတော့ဒီမှာဟိုမှာတော့ထားရမယ်ဒါဆိုရင်ဒီမှာပုတ်ကီဒါပက်လော်ကီဒါဟိုလေးစီရတယ်ဆိုကျွန်တော်ဓာတ်စီပဲလိုတော့တယ်ဗျအဲဆိုအပေါ်ထက်ကကျွန်တော်စတန်ငယ်ကောက်ပြီးတော့ပေါက်ဆောက်သွားနေရအောင်မယ်ခေါ်တော့ပေါက်ဆောက်ပေါက်ဆောက်စတန်ငယ်နဲ့မစုံရှော့ငယ်နဲ့စုံပါပေါက်ဆောက်ဒုက္ခပေးရကြည့်လို့စတန်ငယ်နဲ့မစုံဘူးပေါက်စားဟဲ့မထီပါဘူးလေကွာဟာရှိပဲဘူးဟာဒါဆိုကျွန်တော်ကြည်သွားဖေးရတော့မယ်ဒီမှာကြည်ရှိရဟောတော့ပေါက်စားသေးပြီလေပေါက်စားသေးခြင်းဦးမှာသေးခြင်းအပြင်လာခြင်းဦးမလို့ save key ရပြီ save key ရပြီဆိုတော့ကျွန်တော်တော့ဒီမှာချထားရမယ်ရပြီဆိုကျွန်တော်ရှော့ကန်နဲ့ဘောနဲ့ဘောထပ်ရှော့ရမယ်ဟောမစလာလူလားဟောကြည့်နေတယ်ဘာလဲရုပ်ရှော့လို့ကြည့်ရလားရုပ်ရှော့လို့လားငါရုပ်ရှော့လို့ကြည့်ရနေမှာပေါ့ကွာနေအောင်ဘောနဲ့ဘောမလာသေးဘူးဘောနဲ့ဘောအော်မဘောလာပြီလာဘိုးလာဟာဘောလို့လာပြီတော့ပြီလာဘောလာအဲ့ဒါဘာထားလဲဘွားတော်ရဲ့အဲ့ဒါဘာထားလဲကျွန်တော်သိရလေဘွားတော်ကျွန်တော်ရှေ့မှာလာရှောက်ကျွန်တော်သိရပါဘွားတော်ရဲ့ဘွားတော်ကမလဲရှာပါဘူးဟောအရှက်ခွေးရလေဟောင်းနေငါလက်တော့
ဒီခွေးရတစ်မျိုးလမ်းအကြားတွေကခွေးတွေကတစ်မျိုးအော်ဒီမှာတက်စီဟေးဟေးဘောနဲ့ဘောတော့ငါးပြမောက်ပြီโอเคစီးပြမယ်အဖြစ်လေကျွန်တော်ဖိတာမှာသိပါဘူးမြန်ဖြစ်မင်းဖွားထားတော့မယ်โอเคဒါဆိုကျွန်တော်ပက်လော့သွားယူမယ်ဘုံကြီးသွားယူမယ်လေစီယာတန်သွားယူမယ်ဟောဒီမှာချထားမယ်ပြီးလေစီယာတန်သွားယူမယ်ပက်လော့ကိုနောက်ဆုံးမှပဲယူရမယ်ဒါဆိုရင်ကျွန်တော်အဆင်ပြေရဗျโอเคမြင်လေးလောက်ရမယ်โอเคကျွန်တော်မြင်လောက်ရမယ်โอเคမြင်လို့စီယာတိုင်းနောက်မှတက်မယ်စီယာတိုင်းမတက်ခင်ကျွန်တော်ပက်လော့နဲ့အရင်ဖွင့်ပြီးတော့မှကျွန်တော်စမောင်းပြီးပြေးမယ်စနိုးပြီးပြေးမယ်လာဒီလီဗာလေးဆွဲလိုက်အောင်မယ်ကျဝါလေးကပွင့်လာမယ်လေကျွန်တော်ဒီမှာမဟုတ်ဘယ်တော့မှဟိုထိုးရမှာသိပါဘူးဘုတ်ကြီးပဲနားမှာတက်ဘုတ်ကြီးโอเคနောက်လည်းမနာလဲဘူးလောက်လည်းမနောက်တော့ဘူး bye bye see you အဲ့ဒါဘာလို့လဲ200ဘိုး3စီးတယ်ပေါက်လင်းမြန်အောင်ဖြစ်ကုန်လေလေးကိုတော့ခိုးလိုက်ခဲ့ပါပြီနောက်ဗီဒီယိုကြရင်တော့100ဘိုး2စီးတယ်ဟယ်လီကော်ပတာကိုခိုးပြပါမယ်အားလုံးပဲကျွန်တော်ဗီဒီယိုလေးကိုကြိုက်နေတက်မယ်လို့မျှော်လင့်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ် subscribe လုပ်ဖို့မမေ့ပါနဲ့ okay နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ် see you